င်္ဂလာပါလူကြီးမင်းတို့ခင်ဗျာကျွန်တော်ရဲ့ DOC Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူမဆန်စွာပြစ်ပေးခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေဗီဒီယိုလေးတစ်ပုဒ်တင်ဆက်ပေးခြင်းပါတယ်ဒါကြောင့်မို့ကျွန်တော်နဲ့တူဗီဒီယိုလေးကိုစုံကြည့်ပေးဖို့တောင်းဆိုပါစေကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဘီရင်ခေတ်တွေတုန်းကအသိပညာတွေဖွံ့ဖြိုးတိုးတက်မှုတွေနောက်ကျခဲ့လို့အပြစ်ပေးမှုတွေမှာလူမဆန်မှုတွေများစွာရှိခဲ့ပါတယ်အဲဒီထဲမှာကျွန်တော်တို့နိုင်ငံဘီရင်ခေတ်သမိုင်းတစ်လျှောက်တုန်းကလူမဆန်ဆုံးအပြစ်ပေးမှု၅ခုကြောင့်ကိုကြည့်ရအောင်ဗျပထမဆုံးပြစ်ဒဏ်ကတော့မီးရှို့ကွပ်မြစ်ခြင်းပါဒီနေ့ခေတ်မှာတော်မီလောင်တာဒါမှမဟုတ်အိမ်မီးလောင်တာကိုမြင်ရင်တော့စိတ်မကောင်းဖြစ်ပြီးတော့ဝမ်းနည်းကြမှာပဲဗျဒါပေမဲ့ပကံခေတ်နောက်ပိုင်းကဘီရင်ချို့အထူးသဖြင့်မာနကြီးပြီးရက်ဆက်တဲ့ဘီရင်တွေဟာသူတို့ကိုစန့်ကျင်တဲ့သူတွေကိုပြာဖြစ်ပြောင်းလဲပစ်ဖို့မီးကိုအသုံးချခဲ့ကြပါတယ်လူကိုတိုင်မှတေချာချီဘေးဘက်လယ်မှာထင်းတွေကိုပေါ်ပြီးရင်တော့အသက်ပြောက်သွားတဲ့အထိမီးရှို့တာပါလူတယောက်မီးထဲမှာအော်ဟစ်ညှီးတွားနေတဲ့အတန်ကိုကြားရတာကဘလောက်အထိစိတ်မချမ်းမြေ့စရာကောင်းလဲဆိုတာအလုံးအသိပါဒါပေမဲ့အဲ့ဒီခေတ်ကအုပ်ချုပ်သူတွေကတော့ဒါကိုသူတို့ရဲ့အာဏာစက်ကိုပြသတဲ့ပြပွဲတစ်ခုလိုသဘောထားခဲ့ကြတာပါမိမိကိုယ်ဖျားလောင်းမှလို့ကြွေးကြော်လေးရှိတဲ့ဘီရင်တွေကသူတို့ရဲ့ယာသပလင်တည်မြဲရေးအတွက်တော့လူသားတစ်ယောက်ကိုမီးပုံနဲ့ပြစ်ထည့်ဖို့ဝင်မလေးခဲ့ကြတာကတော့စဉ်းစားစရာပါပဲဒုတိယပြစ်ဒဏ်ကတော့သွေးမြေမကြပဲအဆုံးစီရင်ခြင်းသို့မဟုတ်ဖြာလက်ရည်ဘဝကူးပေးခြင်းပါဒီပြစ်ဒဏ်ကတာမန်ပြည်သူတွေအတွက်တော့မဟုတ်ပါဘူးနန်းတွင်းကမင်းကြီးမင်းသားတွေနဲ့မိဖုရားတွေအတွက်ပါရှေးခေတ်မြန်မာဓလေ့မှာမင်းမျိုးမင်းနွယ်တွေရဲ့သွေးကိုမြေကြီးပေါ်မကျစေရဘူးဆိုတဲ့အယူဆကရှိခဲ့ပါတယ်ယနေ့ခေတ်အတွေးခေါ်နဲ့စဉ်းစားရင်တော့သွေးမြေမကျရဘူးဆိုတော့မတက်ဖက်အလွတ်ပေးရမယ်လို့ထင်ရပေမဲ့ပကံခေတ်ကလူတွေကတော့ဥပဒေကိုကွေ့ပက်တတ်ပါတယ်သွေးမြေမကျအောင်လက်နက်နဲ့မလုပ်တော့ဘဲနဲ့တရားခံကိုဂရီပါအိတ်ဒါမှမဟုတ်ဖြာနဲ့သေးချာလိုက်ပြီးတော့ရေထဲကိုနှစ်ထားကွမြစ်ထားမျိုးတွေလုပ်ကြတာပါဥပဒေရဲ့လိုအပ်ချက်ကိုကလိန်ကကြစ်ကြပြီးတော့အသက်နှုတ်တဲ့နေရာမှာအသုံးချခဲ့တဲ့သူတို့ရဲ့တီထွင်ဉာဏ်ကတကယ်ကိုအံ့ဩစရာပါမင်းသွေးမို့လို့ညှာတာတဲ့ဆိုတဲ့ခေါင်းစဉ်အောင်မှာတာမန်လူတွေထက်ပိုပြီးတော့မွန်းကျက်စွာတည်ဆုံးခဲ့တဲ့ဒီပြစ်ဒဏ်ကပကံခေရဲ့ဆက်ဆုပ်စရာအကောင်းဆုံးအပြစ်ပေးမှုတွေကတစ်ခုဖြစ်ခဲ့ပါတယ်တတိယအပြစ်ပေးမှုကတော့ဆင်နှင်းပြီးတော့အဆုံးစီရင်ခြင်းပါဒီနေ့ခေတ်မှာလူတက်မှုလိုမျိုးကြီးလေးတဲ့ပြစ်မှုတွေကျူးလွန်ရင်တော့တရားရုံးကတေတံပေးဖို့နှစ်နဲ့ချီပြီးတော့စဉ်းစားကြသလိုကိုမြစ်ပြန်ရင်လည်းနာကျင်မှုအ ਨੇ ဆုံးဖြစ်အောင်ဥပဒေအကြောင်းအရစနစ်တကျလုပ်ကြပါတယ်ဒါပေမဲ့ပကံခေတ်ကအုပ်ချုပ်သူတွေကတော့နီးပညာတွေမထွန်းကားသေးတဲ့ခင်မို့လို့လားမသိဘူးတဘာဝတရားကြီးကပေးထားတဲ့စင်တွေကိုတလိษံယုံမှာပြသဖို့ထက်ကိုမြင့်တဲ့ဆက်ရန်တရားကြီးတွေဖြစ်အသုံးချခဲ့ကြတာပါဒီပြစ်ဒဏ်ကတော့ရာဇဝဲကောင်ကိုမြေပြင်မှာထားပြီးတော့လေးကျင်းပေးထားတဲ့စစ်စင်ကြီးတွေကိုသူတို့ရဲ့ခန္ဓာကိုယ်ဘောကနေဖြတ်တန်းနင်းလျှောက်ခိုင်းတာဖြစ်ပါတယ်စဉ်းစားကြည့်ုံနဲ့တင်လူခန္ဓာကိုယ်ကခန္ဓာရင်မရှိဘဲနဲ့ပုံပြက်သွားမဲ့မြင်ကွင်းပါအာနာရှိသူတွေကတော့ဒါကိုဖျော်ဖြေပွဲတစ်ခုလိုထိုင်ကြည့်နေကြတာပါယနေ့ခေတ်လူခွင့်ရေးသမားတွေသာမြင်သွားရင်တော့အခွင့်အရေးချိုးဖောက်မှုကြောင့်မျက်လုံးပြူးသွားနိုင်တော့တဲ့အခြေအနေမျိုးပါစရိုဒါမြောက်ပြစ်ပေးမှုကတော့တန်ဖိုကက်အပူပေးခြင်းပါဒီနေ့ခေတ်မှာတော့ကလေးတယောက်ကိုမိဘကအပြစ်ပေးမယ်ဆိုရင်တော့ကလေးလူငယ်အခွင့်အရေးအောက်မှာအရေးယူခံရနိုင်ပါတယ်ထောင်ထဲမှာတရားခံကိုစစ်ဆေးမေးမြန်းပြန်ရင်လေလူအခွင့်အရေးအရာညှဉ်းပန်းနှိပ်စက်ခွင့်လုံးဝမရှိပါဘူးဒါပေမဲ့ပကံခေတ်ကစစ်ဆေးရေးမှုတွေကတော့ခေတ်မီတဲ့လိန်ညာမှုရှာဖွေဇက်တွေမရှိတာကြောင့်တန်မှုတွေကိုအားကိုးခဲ့ကြပြီးတော့အပြစ်ရှိတယ်လို့တန်တရားရှိတဲ့သူဒါမှမဟုတ်လျှို့ဝှက်ချက်ကိုမပြောတဲ့သူတွေကိုရေရဲနေအောင်ဖုတ်ထားတဲ့တန်ပြားကြီးတွေနဲ့ခန္ဓာကိုယ်ကကအမှန်တိုင်းပြောဖို့ဖိအားပေးတာပါဒါရင်မကသေးပဲနဲ့ပိုပြီးပြင်းထန်ခြင်းတဲ့အခါမှာတော့ကာယကံရှင်ရဲ့အသားရည်ကိုနာကျင်စေမဲ့နီးလန်းတွေကိုသုံးပြီးမှအနာဘော်ကိုစားသိမ်းတာမျိုးထိလုပ်ခဲ့ကြတာပါသမိုင်းထဲကအုပ်ချုပ်သူတွေဟာဖျားတယ်ရင်တော့ယူနာတရားအကြောင်းတွေရေးထိုးပြီးအကျဉ်းခန်းထဲမှာတော့ဘလို့နှိပ်စက်ခဲ့လဲဆိုတာရေးထိုးထားခြင်းမရှိတာကတော့စဉ်းစားစရာတစ်ခုပါနောက်ဆုံးပြင်သမားမြောက်တစ်ခုကတော့ပွဲဆူနေတဲ့စီယိုးထဲသို့လက်နစ်ချင်းပါယနေ့ခေတ်မှာတော့အမှုတစ်ခုဖြစ်ပွားလာရင်သက်သေထောက်ထားတွေ DNA စစ်ဆေးချက်တွေ CCTV မှတ်တမ်းတွေစတာတွေနဲ့သေချာခိုင်မာအောင်စစ်ဆေးပေးပြီးမှအပြစ်ပေးလိရှိပါတယ်ဒါပေမဲ့ပကံခေတ်ရဲ့တရားစီရင်ရေးကတော့အ
အရန်ကိုလွယ်ကူရိုးရှင်းလုံးပါတယ်ဘသူအပြစ်ရှိလဲဆိုတာကိုခေါင်းစားခံပြီးမစင်းစားတော့ဘဲနဲ့ပွဲဆူနေတဲ့စီဘူးအိုးကြီးတဲ့ကိုတန်တရားရှိသူနှစ်ယောက်လုံးကိုလက်နက်ခိုင်းလိုက်တာဖြစ်ပါတယ်တကယ်လို့မင်းမှာအပြစ်မရှိရင်နတ်ကောင်နတ်မြတ်တွေကမင်းကိုစောင့်ရှောက်မှဖြစ်လို့လက်အပူမလောင်ဘူးဆိုတဲ့အယူဆနဲ့ပါဒါကတကယ်ကိုအတိတ်ပဲမရှိတဲ့ကလေးကလာအတွေးခေါ်ပါယနေ့ခေတ်ကလေးတယောက်ကိုသွားမေးရင်တော့စီပူတဲ့လက်နဲ့ရင်လက်အပူလောင်မှာပဲလို့ဖြေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီခေတ်ကအသိဉာဏ်ကြီးမားလာပါတယ်ဆိုတဲ့တရားသူကြီးတွေကတော့ဒီနီးလန်းနဲ့ပဲလူတွေကိုအပြစ်ရှိမရှိဆုံးဖြတ်ခဲ့ကြတာပါတကယ်လို့လက်လောင်သွားရင်တော့မင်းမှာအပြစ်ရှိလို့ပဲဆိုပြီးတော့နောက်ထပ်ပြစ်ဒဏ်ချမှတ်အောင်ပါပါဒီလိုရက်စက်တဲ့ပြစ်မှုတွေကိုခမားတို့ရောဘယ်လိုမြင်ကြပါလဲဘုန်းကမှာဝင်ရောက်ဆွေးနွေးကြားနိုင်ပါလဲနောက်လဲသမိုင်းတစ်လျှောက်ထူးခြားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မှာမို့လို့လိုက်ရန်ဆက်ဆက်ခရိုက်လေးနှိပ်ပေးသွားဖို့တောင်းဆိုပါတယ်အဆုံးနေကြည့်ပေးလို့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြရအောင်ပါ